ပြည့်စုံတဲ့ဖွဲ့စည်းပုံတစ်ခုဖြစ်မှာပေါ့ဗျာဖွဲ့စည်းပုံဆိုတာတော့နိုင်ငံတစ်ခုရဲ့အသက်သွေးကြောပဲဖွဲ့စည်းပုံအခြေခံမရှိဘဲနဲ့ကျွန်တော်အုပ်ချုပ်လို့မရဘူးပြဿနာဘယ်ရစလဲဆိုတော့ဖွဲ့စည်းပုံကိုသူတို့ပါတီဝင်တွေပဲဆွဲကျင်တယ်ပြီးတော့အာဏာကိုလည်းချက်ချင်းသူတို့အနိုင်ရနဲ့တန်းပြီးလွှဲစီခြင်းတယ်အဲ့ဒီမှာကျွန်တော်ဇလန်းတွေစတာပေါ့ဗျာအဲ့ရနေလက်ရှိချိန်လေးဒီလိုဖြစ်သွားတာပေါ့ဗျာအခုဒီကျွန်တော်တို့ current political crisis မှာလည်းဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တက်မတော်ကဘာကို point out လုပ်နေရလဲဆိုလို့ရှိရင်ကျွန်တော် winning or losing it doesn't matter ပေါ့သိလားသူတို့ဘယ်ပါတီနိုင်ဘယ်ပါတီရှုံးတော့အဲ့ဒါရေးမကြည့်ဘူးသူ point out လုပ်နေတဲ့အရာတစ်ခုတည်းပဲဘာလဲဆိုတော့မဲစင်းတွေမားနေတယ်ဖုံးပေါ်နေမေးလည်းအများကြီးပဲလွဲမနေတယ်လည်းအများကြီးပဲဒါတွေကိုဖြည့်ရှင်းဖို့အတွက် UEC မှာတာဝန်ရှိတယ်အဲ့တော့ကျွန်တော်ကတောင်းဆိုရတာဖြစ်တယ်ဒီလိုလားဘာကြောင့်လဲဆိုသူကဖွဲ့စည်းပုံအခြေခံဥပဒေကိုကာဝယ်ရမယ်တာဝန်ရှိအခုကဘယ်လိုဖြစ်နေဆိုတော့ရောက်ခမအိမ်မှာနေတယ်ရောက်ခမကျွေးထမင်းကိုစားပြီးရောက်ခမကိုအိမ်မောကကန်ထုတ်ချင်တဲ့ပုံမျိုးဖြစ်နေတယ်ပြောချင်တာဒီဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာလည်းဝင်ပြိုင်သေးတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေကချက်လက်တွေကိုမလိုက်နိုင်ဘူးဆိုလို့ရှိရင်ဘာလို့ဝင်ပြိုင်နေမှာလဲကျွန်တော်ပြောချင်တာဟုတ်ပြီအဲ့ကြတော့ညှို့ထိုးစရာဖြစ်လာပြန်ဘာဖြစ်လဲဆို2008ဥပဒေဆိုတာမင်းတို့စစ်တပ်ကအစိတ်